စစ်တပ်ရဲ့ဥဆောင်မှုဆိုတာတော့ပြန်စဉ်းစားစရာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တနိုင်ငံလုံးကိုစစ်တပ်ကနိုင်ငံရေးကိုစစ်တပ်ကဥဆောင်လာတာအခုမှမဟုတ်ပဲဗျာဟိုရင်နဲ့လည်းဥဆောင်လာတာပဲဖြစ်တယ်လေ။သူတို့ဥဆောင်မှုကအောင်မြင်ခဲ့လို့လား။ဟိုနိုင်ငံဟာစုပ်ပြတ်တတ်နေတယ်။ကျွန်တော်ဒေါ်လာရေးလူဦးဒေါ်လာရေးချိန်မှာကျွန်တော်အများကြီးအတွေ့အကြုံတွေရခဲ့ပါပြီ။မတူညီတဲ့အတွေ့အကြုံတွေကိုရှင်းဆက်ရမယ်ကျွန်တော်ဒီနိုင်ငံတစ်ခုရဲ့ပလက်ဖောင်းနဲ့တည်ဆောက်မှုကျွန်တော်ကတေချာသုံးချနိုင်ဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ညီကိုမောင်နှမများအားလုံးပဲတော်လန်မနက်ခင်လေးပါဒါကျွန်တော်ရဲ့မနက်ပိုင်းတင်ဆက်မှုတွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်ဒီကနေ့မှာဆိုရင်တော့ဒီဇင်ဘာလ31ရက်နေ့ကိုရောက်ရှိလာပြီပေါ့နော်ဒါ2025ခုနှစ်ရဲ့နောက်ဆုံးနေ့လည်းဖြစ်တဲ့ဆိုတော့လာမယ့်နှစ်သစ်မှာဒါကျွန်တော်ညီကိုမောင်နှမတွေအနေနဲ့ဒါစိတ်သစ်လူသစ်ကိုယ်သစ်နဲ့ကံကောင်းကြီးအသစ်တွေနဲ့ပဲကြုံတွေ့နိုင်ပါစေလို့ဒါကျွန်တော်အနေနဲ့ပထမဦးစွာနှစ်သစ်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ကဲတော့ဒါကျွန်တော်ဒီဇင်ဘာလ31ရက်နေ့ရဲ့မနက်ပိုင်းသိရတဲ့တော်လန်စစ်ရေးသတင်းကောင်းလေးတွေနဲ့ဒီနောက်မှာဒါကြောင့်ဗီဒီယိုလေးတွေတွားပြီးတော့ကြည့်လိုက်အောင်ညာကဲတော့ပထမဆုံးဒါကြောင့်စကိုင်းတိုင်းဘက်ကသတင်းကောင်းလေးနဲ့စရမယ်ဆိုရင်စကိုင်းတိုင်းကတာမြို့ပေါ်အထိကိုတော်လိုင်းတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်နေပြီးခမာယာ309မှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေကအကြမ်းဖက်စစ်သား50ကျော်ကိုအစဉ်ဖမ်းမိထားပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့ဒီဇင်ဘာလ24ရက်နေ့ညပိုင်းမှာစတင်ပြီးအကြမ်းဖက်စစ်တပ်ကရွေးကောက်ပွဲပြုလုပ်နေတဲ့ကတာမြို့ကို KIA PDF ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဒါဒီဇင်ဘာလ29ရက်နေ့ညပိုင်းမှာတော့ကတာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့မြို့နယ်ရဲတပ်ဖွဲ့စခန်းမှာအကြမ်းဖက်စစ်သားနဲ့ရဲများဆုတ်ခွာထွက်ပြေးသွားကြောင်းသိရပါတယ်။ဒါမနေ့ကဒီဇင်ဘာလ30ရက်နေ့မှာတော့တော်လိုင်းတပ်ဖွဲ့တွေကကတာမြို့ပေါ်သို့ရောက်ရှိလာပြီးအဲ့ဒီတပ်ဖွဲ့တွေအတွင်းအကြမ်းဖက်စစ်သား50ကျော်ကိုလက်နက်ခဲများနဲ့အတူအစဉ်ဖမ်းမိခဲ့ကြောင်းလက်ရှိအချိန်မှာကြံစည်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခမာယာ309တပ်ရင်ကိုထပ်မံဝင်ရောက်တိုက်ခိုက်နေဆဲဖြစ်ပြီးအကြမ်းဖက်စစ်တပ်ကလေကြောင်းဖြင့်အပြင်းထန်ဘုံကျဲခုခံနေရကြောင်းသိရပါတယ်။ဒါတဆက်ထဲမှာပဲစကိုင်းတိုင်းဘူးတလင်မြို့ပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်သား10ဦးသေဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့ဒီဇင်ဘာလ24ရက်နေ့မနက်အစောပိုင်း2နာရီခန့်မှာဘူးတလင်မြို့ပေါ်မှာစီးတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့ဘူးတလင်ရဲစခန်းထွေအုပ်ရုံးနဲ့အထက်ကကျောင်းတို့ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သား10ဦးသေဆုံးခဲ့ကထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းသိရပါတယ်ဒါအဲ့ဒီတပ်ဖွဲ့တွေအတွင်းတော်လိုင်းတပ်ဖွဲ့ဘက်မှရဲဘော်3ဦးကြာဆုံးခဲ့ရပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒါကြောင့်တော်လိုင်းရဲဘော်တွေရဲ့ MA2 တနက်တက်လက်လဲဆုံးခဲ့ရပြီးတပ်ပွဲဖြစ်ပွားရာနေရာကိုအကြမ်းဖက်စစ်တပ်ကဝိုင်းတွဲဖြစ်စစ်ကြိမ်စက်တက်လေးတိပြည့်9ကြိမ်အသေးကန်ဒုံးပြည့်6ကြိမ်လေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ကြောင်းဒါအပြင်ဘူးတလင်မြို့နယ်နာမခအကြားမှာလည်းတပ်ပွဲတွေဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားခဲ့ကြောင်းသိရပါတယ်ကဲတော့တိုင်းပြည်နဲ့ပြည်သူတွေအတွက်အခုလိုအသက်ပေးလူသွားခဲ့ရတဲ့ဒါကြောင့်တော်လိုင်းရဲဘော်တွေကိုဒါကျွန်တော်ပြည်သူတွေအနေနဲ့အမြဲတမ်းအမှတ်ရဂုဏ်ယူနေမှာပါကဲတော့ဆက်ပြီးတော့ဒါကြောင့်မကွေးတိုင်းဘက်မှာဆိုရင်မကွေးတိုင်းပခုတ်ကူမြို့စက်မှုဆောင်ခုနှစ်လမ်းမှာစီးတဲ့အကြမ်းဖက်စစ်တပ်စစ်စေးကဲကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သားတအူသေဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့ဒီဇင်ဘာလ29ရက်နေ့ညနေ6:30မိနစ်ခန့်မှာပခုတ်ကူမြို့စက်မှုဆောင်ခုနှစ်လမ်းမှာစီးတဲ့အကြမ်းဖက်စစ်တပ်စစ်စေးကဲကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဒါထိတွေ့တပ်ပွဲဖြစ်ပွားခြင်း30မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှစစ်သားတအူသေဆုံးခဲ့က3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့အထိခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဒါတဆက်ထဲမှာပဲမကွေးတိုင်းစလင်းမြို့နယ်မှာရိခါစာဖို့ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်သား2ဦးသေဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့ဒီဇင်ဘာလ24ရက်နေ့မနက်10:00နာရီခန့်မှာစလင်းမြို့နယ်စီဆွေရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကစားနပ်ရိက္ခပြက်လက်နေတဲ့အတွက်ကြောင့်ကန်ဆယ်ရွာကိုဝင်ရောက်စီးနေပြီးအိမ်မွေးတရိတ်ဆန်တွေကိုရက်စွာတပ်ဖြတ်ကဆိုင်အလုံး30ခန့်ကြက်ကောင်ကြီး200ကျော်ကိုခိုးယူနေစဉ်တော်လိုင်းတပ်ဖွဲ့တွေက60မမလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာတပ်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဒါအဲ့ဒီထိတွေ့တပ်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်အကြမ်းဖက်စစ်သားတွေကကံမောင်အတိုင်းထွက်ပြေးသွားကြောင်းတပ်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှစစ်သား2ဦးသေဆုံးခဲ့က3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့အထိခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆိုတော့ဒါကြောင့်မကွေးတိုင်းဘက်ကသတင်းကောင်းလေးတွေပဲဖြစ်ပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့ပဲခူးတိုင်းပောက်ခေါင်မြို့နယ်နဲ့ပြည်မြို့နယ်အဆက်မှာရှိတဲ့ချောင်းကုန်းရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သား4ဦးသေဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့ဒီဇင်ဘာလ24ရက်နေ့မနက်10:15မိနစ်ခန့်မှာပောက်ခေါင်မြို့နယ်နဲ့ပြည်မြို့နယ်အဆက်မှာရှိတဲ့ချောင်းကုန်းကြီးရွာအေဖယာအနီးမှာလက်နက်ကြီးများတပ်ဆင်ကအင်အား50ခန့်ပြည့်အထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်
ဒါအဲ့ဒီတက်ခတ်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့က2ဦးအပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့အထိကိမရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းဒါမနေ့ကဒီဇင်ဘာလ30ရက်နေ့မှာတော့အကြမ်းဖက်စစ်တပ်ကပောက်ခေါင်မြို့နယ်နဲ့ပြည်မြို့နယ်အဆက်ကိုစစ်ကြောင်း2ကြောင်းဖြစ်ကြေးရွာတွေကိုစစ်ကြောင်းထိုးကလက်နက်ကြီးဂျုံများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်မြေပြင်မှာစစ်ရေးဆက်လက်တင်းမာနေစေဖြစ်ကြောင်းသိရပါတယ်။ကဲတော့ဒီမနက်ပိုင်းအတွက်သတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲ။ဒီနောက်မှာပထမဆုံးဒီအကြမ်းဖက်စစ်တပ်ရဲ့တူရောင်ရွေးကောက်ပွဲရဆိုရင်ဒီတရုတ်ရဲ့သဘောထားအတိုင်းလှုပ်ဆောင်လိုက်ရပါတယ်ဆိုတော့ရုပ်သံသတင်းလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာ။ which is one of the important measures of implementing the consensus between President Xi Jinping and Myanmar acting President Min Aung Hlaing, and fully demonstrates high importance. မြန်မာနိုင်ငံမှာကျင်းပတဲ့ရွေးကောက်ပွဲဟာတရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်နဲ့အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကြားမှာထားရှိတဲ့သဘောတူညီမှုဖြစ်တယ်လို့တရုတ်ဘက်ကထုတ်ပြောလာပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုတက်ရောက်ခဲ့တဲ့နိုင်ငံတကာလေးလာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့သဘောထားမှတ်ချက်စကားပြောရမှာတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီကျင်းကဒီဇင်ဘာလ29ရက်နေ့မှာပြောကြားခဲ့တာဖြစ်တယ်လို့စစ်ကောင်စီဝါဒဖြန့်မီဒီယာမှာဖော်ပြထားပါတယ်။ထိုင်းနိုင်ငံဖရဲတက္ကသိုလ်ရဲ့ငြိမ်းချမ်းရေးလေးလာမှုဆိုင်ရာဌာနကဆီယာမတဦးဖြစ်တဲ့ဒေါက်တာမုံမုံမြတ်ကတော့တရုတ်ဆိုရဟာတရားဝင်မှုနဲ့တန်တမာရေးရာနှိမ့်ချနေတဲ့အာဏာသိမ်းစစ်တပ်ကိုတရားဝင်မှုပေးပြီးရွေးကောက်ပွဲကိုပါစပွန်ဆာပေးလိုက်တာလို့ပြောပါတယ်ဒီ election မတိုင်ခင်ကလေဒီကောင်စီကောက်တာတော့အဲ့ census တို့ဘာလို့နဲ့ပတ်သက်ပြီးတာရဲ့နောက်တစ်ခါ election ပြင်ဆင်မှုရရဲ့ဒေါ်လာ3 billion လားမသိဘူးเนาะဟို support လုပ်မယ်ဆိုတာမျိုးကတိကဝတ်ပြုထားတယ်လည်းရှိရဆိုတော့ဒါကတော့ဘယ်လိုပဲဖြစ်ဖြစ်ဟိုဒီ election ကတော့တရုတ် sponsor လုပ်တဲ့ election ဆိုတာကဟိုတိတာထင်ရှားနေရပဲလေဒီ transition ဖြစ်စေချင်လို့တွန်းတဲ့သဘောပဲပေါ့နော်မြန်မာနိုင်ငံရဲ့အကူပြောင်းတစ်ခုကသူတို့အတွက်အရေးကြီးတာအောင်နော်ဘာလို့အရေးကြီးလဲဆိုတော့မြန်မာနိုင်ငံအခုအပြောင်းကမြန်မာနိုင်ငံရဲ့ stability ပေါ့နော်အခုတရုတ်ပြောနေတယ်ငြိမ်းချမ်းတည်ငြိမ်မှုကသူတို့မြန်မာနိုင်ငံထဲမှာယင်းနှိမ့်မြုံနှံထားတဲ့investment တွေပေါ်မှာအများကြီးမူတည်အဲ့ဒါတွေဆက်လုပ်ဖို့ရမြန်မာနိုင်ငံတည်ငြိမ်မှဖြစ်မယ်ဆိုတော့အယူဆအရအဲ့ဒီမြန်မာနိုင်ငံတည်ငြိမ်ရေးအတွက်ကိုသူတို့ထောက်ပံ့တာပေါ့နော်အခုပြောင်းဖြစ်အောင်ထောက်ပံ့တာပေါ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာမေလ9ရက်နေ့ကရုရှားရဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့စစ်ရေးပြချီတက်ပွဲမှာတစ်ကြိမ်ဩဂုတ်လကရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးမှာတစ်ကြိမ်တရုတ်သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်နေပြည်တော်မှာမစ္စတာတိန့်ရှီကျွင်းပြောခဲ့တဲ့အထက်မှာတရုတ်နဲ့မြန်မာကြားပူးပေါင်းဆောင်ရွက်မှုတွေရှိနေတယ်မြန်မာကိုထောက်ပံ့မှုတွေပေးခဲ့တယ်လို့ပြောခဲ့ပေမဲ့ဘယ်အရာတွေကိုသဘောတူပြီးဘာတွေထောက်ပံ့ပေးခဲ့တယ်ဆိုတာကိုတော့အသေးစိတ်ပြောဆိုသွားတာမရှိပါဘူးဒါပေမဲ့ရွေးကောက်ပွဲမတိုင်ခင်မှာစစ်ကောင်းဆောင်ရောဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ကတရုတ်နဲ့သဘောတူထားတဲ့မြစ်ဆုံစီမံကိန်းကိုပြန်စတော့မယ်အကြောင်းခက်စိတ်စိတ်ထုတ်ပြောတာမျိုးတွေရှိခဲ့သလို139ခွန်စစ်စင်ရေးကိုရပ်တန့်ဖို့ရှမ်းပြည်နယ်မြောက်ပိုင်းကတိုင်းသားလက်နက်ကိုင်တွေစစ်တပ်ကိုထိုးစစ်ဆင်တာရပ်တန့်ဖို့နဲ့လာရှိုမိုးကုတ်အပါအဝင်မြို့တွေကိုစစ်တပ်စီပြန်ပေးဖို့တရုတ်ကကူညီပေးတာရှိခဲ့ပါတယ်တရုတ်ဟာသူ့နိုင်ငံအကျိုးစီးပွားအတွက်စစ်တပ်ကိုကြောထောက်နောက်ခံပြုဖို့ရွေးချယ်လိုက်ပေမဲ့မြန်မာပြည်သူလူထုရဲ့ခုခံတော်လှန်စစ်ကိုတော့ရပ်တန့်မှုမဖြစ်နိုင်ဘူးလို့ဒေါက်တာမုံမုံမြတ်ကထောက်ပြပါတယ်အခုဟာကတော့စစ်အစိုးရကမိခိုစရာတရုတ်ကလွယ်ပြီးတခြားနိုင်ငံမရှိတော့ဘူးဆိုတော့တရုတ်ရဲ့ဟိုထောက်ပံ့နေပဲအပြောင်းလဲလုံးမရတော့မယ်တရုတ်ကိုထိုးကျွေးရမယ်ကိစ္စတွေထိုးကျွေးရတော့မယ်ဆိုပြီးတော့သူတို့လုပ်ခဲ့တဲ့ဘောပဲဆိုတော့တရုတ်ကမြန်မာအောက်စင်းနဲ့ရပြီဆိုပြီးတော့သူတို့ကတော့ဒီဝယ်လိုက်တဲ့သဘောပါမြန်မာဒီအနေထားရတကယ်တမ်းပြောရလို့ရှိရင်ဒီတိုက်ပွဲတွေစစ်ပွဲတွေပေါ့နော်လက်ရှိပြည်တွင်းစစ်ကလည်းရပ်သွားနိုင်စရာအလားအလာမမြင်ဘူးဘာလို့ဆိုတော့တရုတ်မှာလည်းဒီနေနေရဲမှာရှိနေတဲ့ပြည်သူခုခံတော်လှန်စစ်တွေကိုရပ်တန့်နိုင်တဲ့အရေးအသွေးမရှိဘူးသူတို့ရဲ့ influence ဖြစ်တဲ့ဩဇာလွှမ်းမိုးမှုရှိတဲ့ဒေသမှာအခြေစိုက်တဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေကိုသူတို့ဩဇာတက်ရောက်ရင်တက်ရောက်မယ်ဒါပေမဲ့တနိုင်ငံလုံးမှာသူနည်းသူဟန်နဲ့တော်လှန်နေတဲ့ခုခံတော်လှန်စစ်တွေကိုရပ်တန့်မှုရတော့မဖြစ်နိုင်ဘူးပေါ့တရုတ်ဟာတခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖက်ရေးမူကိုကင်ဆွဲထားတယ်လို့လူသိရှင်ကြားအကြိမ်ကြိမ်ထုတ်ပြောနေပေမဲ့မြန်မာရေးမှာနိုင်ငံရေးနဲ့စီရေးပိုင်းတွေထင်ထင်ပေါ်ပေါ်အကြက်ကင်ဆွတ်ဖက်မှုတွေလှုပ်ဆောင်နေတာမြင်တွေ့ရပါတယ်ဒီဇင်ဘာ28ရက်နေ့မှာအာဏာသိမ်းစစ်တပ်ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲအပိုင်း1နဲ့ပတ်သက်ပြီးလွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေနဲ့နိုင်ငံတကာမီဒီယာကြီးတွေကအတူရောင်ရွေးကောက်ပွဲလွတ်လပ်မှုမရှိတဲ့အကြောက်တရားလွှမ်းနေတဲ့ရွေးကောက်ပွဲလို့ဖော်ထုတ်ခဲ့ကြပေမဲ့တရုတ်ကိုယ်စားလှယ်မစ္စတာတိန့်ရှီကျင်းကတော့
အောင်မြင်တဲ့ရွေးကောက်ပွဲဆိုပြီးအာဏာသိမ်းစစ်တပ်ဘက်ကကာကွယ်ပြောဆိုသွားပါတယ်။ ကဲတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မင်းတို့အမျိုးသားရေးဆိုတဲ့သူတွေအနေနဲ့ဘာတခုမှတော့မဟကြဘူးเนาะဒါမင်းတို့ပထွေးမင်းအောင်လှိုင်ကိုယ်တိုင်ကငါတို့မြန်မာနိုင်ငံကိုဒီတရုတ်လက်ထဲမှာရသမျှတခိုးစည်းနဲ့ထိုးကြီးနေတယ်ဆိုတာကိုလည်းမင်းတို့ပြန်ပြီးတော့သုံးသပ်ကြည့်ကြအောင်အဲ့တော့ဗဇာကတာအော်နေတာအမျိုးဘာသာသာသနာဆိုပြီးတော့ဒါမင်းတို့ပထွေးကိုယ်တိုင်ကဒါငါတို့နိုင်ငံကိုတရုတ်ကျွန်းဆက်သွင်းနေတယ်ဆိုတာကိုလည်းပြန်ပြီးတော့စဉ်းစားကြည့်ကြအောင်เนาะကဲတော့နောက်ထပ်ဒီချင်းကြီးတောင်ဖွဲ့စည်းတီထောင်ခြင်း2နှစ်ပြည့်အခမ်းအနားမှာဒါကြောင့်ဗိုလ်ချုပ်ကွန်မော်တက်ရောက်ပြီးတော့ဒါသူမိတ်ခုံပြောထားတဲ့မှတ်သားနိုင်ပွဲရစကားလေးတွေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာ ကျွန်တော်တို့ဟာတော်လှန်ရေးလုပ်နေတယ်လို့ခံယူထားတဲ့လူတွေဖြစ်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းတော်လှန်ရေးသမားတွေလို့ခံယူထားသူတွေဖြစ်တယ်တော်လှန်ရေးလို့ပြောတာကတော့မတရားမှုကိုတွန်းလှန်တဲ့ဝါဟာရဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာတော်လှန်ရေးသမားတွေဖြစ်တယ်လို့ခံယူတာနဲ့အညီကျွန်တော်တို့ကမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာကျွန်တော်တို့ရှိနေဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကတော့စုစည်းဖို့အရေးကြီးပါတယ်ရန်သူကိုကျွန်တော်တို့ကနဲ့အင်အားအခြားသောအင်အားများနဲ့ရှင်ဖို့ဆိုတာခက်ခဲပါတယ်အမှန်တရားပေါ်မှာယက်တည်ပြီးကျွန်တော်တို့စုစည်းတဲ့ခွန်အားကတင်ကျွန်တော်တို့ရဲ့တကယ်ခွန်အားအစစ်မှန်ဖြစ်မှာဒါကျွန်တော်တို့အမြဲတမ်းတတိချက်ဖို့လိုပါတယ်ဒါကြောင့်မလို့ခုနပြောလို့ကျွန်တော်တို့ဒီအခမ်းအနားကိုကျွန်တော်တို့ဒီအချက်နှစ်ချက်ပေါ်မှာကျွန်တော်တို့အဓိကအားပြီးကျွန်တော်တို့တက်ရောက်လာတာဖြစ်ပါတယ်ကျွန်တော်တို့တိုက်ပွဲတွေအချိန်တော်များများကျွန်တော်တို့ဆင်နွှဲခဲ့ကြပါပြီစခန်းတိုင်းသားတို့ကိုယ့်ဘက်ကနိုင်ရတာတို့ကိုယ့်ဘက်ကအရေးနေတာတို့အများကြီးရှိပါတယ်အောင်ပွဲဆိုတာကတော့နောက်ဆုံးအဆုံးအဖြတ်မှာထွက်ပေါ်လာတဲ့အဖြစ်ဟာအောင်ပွဲဖြစ်ပါတယ်ကျွန်တော်တို့တူညီတဲ့ပန်းတိုင်ရှိပြီးသားဖြစ်တယ်လို့ယုံကြည်ပါတယ်တော်လှန်တယ်ကျွန်တော်တို့မတရားမှုကိုကျွန်တော်တော်လှန်တယ်ဒါကျွန်တော်ရဲ့အစဖြစ်ပါတယ်ကျွန်တော်ရဲ့ပန်းတိုင်ကတော့တကယ်စစ်မှန်တဲ့ကျွန်တော် Federal Democracy ပြည်ထောင်စုတည်ဆောက်မယ်ဆိုတဲ့ပန်းတိုင်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဘယ်ကနေစပြီးဘယ်မှာအဆုံးသတ်မလဲဆိုတာအတိအကျရှိတယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီလိုမှန်ကန်တဲ့လမ်းကြောင်းပေါ်သွားတဲ့အခါမှာကျွန်တော်တို့ကစုစုစည်းစည်းနဲ့တစ်ဖက်နဲ့တစ်ဖက်တယောက်နဲ့တယောက်ကျွန်တော်တို့ကနားလည်မှုအပြည့်နဲ့အချိတ်ဆက်ညီကျွန်တော်ဆောင်ရွက်ဖို့လိုပါတယ်မြန်မာနိုင်ငံရဲ့လို့ပေါ်ထွန်းလာတဲ့အချိန်ကလေးကကျွန်တော်တို့ဟာတစုတစည်းတဲ့ကျွန်တော်ရဲ့နိုင်ငံကိုမတိဆောက်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီကနေ့အထိကျွန်တော်တို့ဖျော်ဖျက်ဖြစ်နေရတာဒါကျွန်တော်ရဲ့အတွေ့အကြုံဖြစ်ပါတယ်အဲ့တော့ဒီတစ်ချိန်လူဦးတော်လှန်ရေးဟာအစီအစဉ်တကျတော်လှန်ပြီးအစီအစဉ်တကျကျွန်တော်ရဲ့ Federal Democracy ပြည်ထောင်စုကိုတည်ဆောက်ဖို့အတွက်အခွင့်အရေးတစ်ခုဖြစ်ပါတယ်ဒါအခင်းအကျင်းအသစ်ဖြစ်ပါတယ်ဒီလိုအခင်းအကျင်းအသစ်မှာကျွန်တော်တို့ဟာကျွန်တော်ရဲ့စိတ်ဓာတ်ခွန်အားကာယခွန်အားလုံးကိုအရင်အနည်းပြုတ်ပြီးတော့တော်လှန်နေတဲ့ချိန်ထဲမှာပဲကျွန်တော်တို့ဘာတွေလိုချင်တယ်လဲဘာတွေတစ်ဖက်နဲ့တစ်ဖက်နားလည်မှုပေးရမလဲဆိုတဲ့အပိုင်းကိုလည်းဥပ္ပလင်းလင်းကျွန်တော်ဆွေးနွေးဖို့ဖြစ်ပါတယ်ဒါကြောင့်ခုနကောင်းဆောင်များမိကြားသလိုပဲတစ်ဖက်ကလက်နက်ကင်တော်လှန်ရေးတစ်ခုတည်းလုပ်တာမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့အနာဂတ်အတွက်တည်ဆောက်နေတဲ့အချိန်ဖြစ်တယ်ဆိုတော့အမြဲတမ်းကျွန်တော်တို့ဒါကိုတတိချက်ပြီးမှတည်ဆောက်နေဖို့လိုပါတယ်စစ်တိုက်တာရဲ့အုပ်ချုပ်တာရဲ့နိုင်ငံရေးလုပ်တာရဲ့ပြည်သူ့ဝန်ဆောင်မှုပေးတာရဲ့ဆိုတဲ့ခေါင်းစဉ်တွေဟာတော်တော်ကွဲပြားပါတယ်စစ်တိုက်တဲ့လူဟာတချို့နိုင်ငံရေးကျွမ်းကျင်ခြင်းမှလည်းကျွမ်းကျင်မယ်ထိုနည်း၎င်းပဲအုပ်ချုပ်ရေးကဏ္ဍမှာတာဝန်ယူတဲ့လူကတော့အခြားတစ်ဖက်မှာသူ့အနေနဲ့အင်အားအပြည့်နဲ့လုပ်နိုင်ခြင်းမှလုပ်နိုင်မယ်ဒီဟာတွေအားလုံးကိုတစုတစည်းပြီးစုစည်းပေးတဲ့ကျွန်တော်တို့ဥဆောင်ရွက်ပေးတဲ့စီမံကိန်းတွေလိုပါတယ်ဒါဟာစီမံကိန်းဒါတကယ်ကျွန်တော်ရဲ့မဟာဗျူဟာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်အင်အားတွေကိုစုစည်းဖို့ပြောတဲ့အခါမှာတခါတလေမှာကျွန်တော်စီမံအားလုံးအားမရပါဘူးကျွန်တော်တို့တိုင်းသားလူမျိုးတွေအသီးသီးမှာဒါကျွန်တော်တို့ညင်းပယ်လို့မရတဲ့အချက်ဖြစ်ပါတယ်ဒါကြောင့်မလို့လုပ်ခဲ့တဲ့လတွေကဒီကျွန်တော်တို့ဒီကမှာချင်းညီနောင်တွေရောက်လာတဲ့အခါမှာကျွန်တော်ဥက္ကဋ္ဌကကျွန်တော်ကိုပြောပါတယ်ချင်းလူမျိုးတွေကိုငါတို့ကချစ်လေးရဲ့အတွေ့အကြုံပြောပြပါလို့သူကပြောတယ်အဲ့တော့ကျွန်တော်တို့လည်းဘယ်လိုအခက်အခဲတွေနဲ့ကျွန်တော်တို့ဖြတ်ကျော်ခဲ့တယ်လဲဆိုတော့ပြောပြပါတယ်ဒါပေမဲ့ကျွန်တော်တို့စုစည်းဖို့လိုပါတယ်ချောင်းလေးတစ်ချောင်းမှာရှိတဲ့ရင်းနေတဲ့တော်တွေကတော့နေပါတယ်ချောင်းလေး3-4ချောင်းအများကြီးပေါင်းစည်းပြီးမြစ်ကြီးဖြစ်လာတဲ့အေယောက်ဒီမြစ်ကြီးမှာရှိတဲ့ရင်းနေတဲ့တော်တွေကပိုပြီးများပါတယ်ပိုပြီးအကျိုးပြုနိုင်ပါတယ်ပိုပြီးမှကျွန်တော်တို့အကျိုးရှိစွာနဲ့ကျွန်တော်တို့ဒီ
ရောက်ဒီမြစ်ကြီးကိုအသုံးချနိုင်တယ်လို့ပဲကျွန်တော်ရဲ့အင်အားကြီးအကုန်လုံးစုစည်းလို့ရှင်းတာနိုင်ငံလုံးကိုကျွန်တော်အကျိုးပြုနိုင်တဲ့ဝန်ဆောင်မှုပေးနိုင်တဲ့ကျွန်တော်မြစ်ကြီးတစ်စင်းဖြစ်လာမယ်လို့ညွှန်လင့်ပါတယ်ခုနပြောသလိုပဲကျွန်တော်တို့တိုက်ပွဲတွေအများရှင်ရွက်တဲ့အမှကျွန်တော်တို့ရဲ့အရင်အမြစ်တွေဘယ်လောက်လိုအပ်တယ်လဲဆိုတာလည်းကျွန်တော်တို့လက်တွေ့သိပြီးသားဖြစ်တယ်ဒီလိုကြီးမားတဲ့အရင်အမြစ်တွေကိုလည်းဖွဲ့ချင်းကျွန်တော်တို့ပြည်နယ်တစ်ခုချင်းအလိုက်ကျွန်တော်ဆောင်ရွက်နေလို့မရပါဘူးအဲ့တော့စုစည်းဖို့လိုပါတယ်စုစည်းတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ CRPH ဥက္ကဋ္ဌကြီးခုနမိန့်ခွန်းပြောသွားလို့ပဲဘယ်သူကအထက်လဲဘယ်သူကအောက်လဲဆိုတဲ့အတွေ့အခေါ်တွေဟာကျွန်တော်တို့ကိုခဏအနောက်ဆက်ပေးပါတယ်ဒီလိုဟာမျိုးကိုတမင်တကာကျွန်တော်တို့အဖွဲ့ခြားသေးကိုခေါင်းထဲကိုရိုက်သွင်းတဲ့အဲဒါကိုကျွန်တော်နားထောင်လို့မရပါဘူးအဲ့တော့စုစည်းရမယ်တာဝန်ကိုစီရှိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တတိချက်ဖို့လိုပါတယ်ကျွန်တော်တို့ခုနပြောလို့ပဲကျွန်တော်တို့ရဲ့ဒေါ်လာရေးဟာအဆုံးမှာကျွန်တော်တို့တကယ်ပဲ Federal Democracy ပြည်ထောင်စုကြီးကိုတည်ဆောက်မယ်ဆိုတဲ့ဒီမှချက်အတိအကျရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကနေ့ကျွန်တော်မမိတ်မတုံသွားဖို့လိုပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်အနေနဲ့ပြောချင်တာကတော့ကျွန်တော်ဒေါ်လာရေးလူဦးဒေါ်လာရေးချိန်မှာကျွန်တော်အများကြီးအတွေ့အကြုံတွေရခဲ့ပါပြီမတူညီတဲ့ဒီအတွေ့အကြုံတွေကိုရှင်းဆက်ရမယ်ကျွန်တော်ဒီနိုင်ငံတစ်ခုရဲ့ပလက်ဖောင်းနဲ့တည်ဆောက်မှုကျွန်တော်ကတေချာတုံးချနိုင်ဖို့လိုအပ်ပါတယ် ကဲတော့ဒါကျွန်တော်တကယ်ကိုလေးစားတဲ့ဗိုလ်ချုပ်ဂွန်မော်ရဲ့စကားတွေကတကယ်ကိုအနှစ်သာရတွေပြည့်ဝပြီးတော့ဒါလေးစားမှတ်သားနိုင်ယူစရာစကားလေးတွေပဲဖြစ်တာပေါ့နော်ကဲတော့လေးစားပါတယ်ဒါကြောင့်ဗိုလ်ချုပ်ဂွန်မော်လည်းလာမယ့်နှစ်သက်မှာစိတ်ချမ်းသာကိုကျမ်းပါပြီးတိုင်းပြည်အကျိုးကိုစားတတ်တဖို့ထမ်းဆောင်နိုင်ပါစေလို့ဒါကျွန်တော်အနေနဲ့လည်းနှစ်သက်စုမှုကောင်းတောင်းပေးလိုက်ပါတယ်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီအကြံပတ်စစ်တပ်ကနိုင်ငံကိုခေတ်အဆက်ဆက်မတရားဘလို့ပဲအုပ်ချုပ်ခဲ့ဒါအောင်မြင်မှုတွေမရခဲ့ပါဘူးဆိုတဲ့အကြောင်းဒါကိုမောင်ပြောထားတဲ့အမှန်တရားလေးတွေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာဘဝရေးတဲ့ PDF ဘက်ကိုဒါရက်တီလိုက်ပါတော့ PDF ဘက်ကိုဒါရက်တီလိုက်ပါတော့ဆိုတဲ့ခါကျတော့ဒါ PDF တွေရဲ့ဖြစ်တည်မှုကလည်းဘာကြောင့်ဖြစ်လာဆိုတော့သိဖို့လိုတာဟုတ်နော်ဘာကြောင့်ဖြစ်လာဆိုတော့သိဖို့လိုတယ်အဲ့တော့သူတို့တွေကလည်းအလကားမိုးပေါ်ကြလာမှာမဟုတ်ပဲဗျာနော်ဒီလိုပဲခင်ဗျားတို့ဒီဆန္ဒပြမှုတွေရှိတယ်ဆန္ဒပြမှုတွေကိုအစိုးရကတည်တည်ချာချာဟလာဘယ်နိုင်ငံမှာဖြစ်ဟလာဆန္ဒပြပြီးဟေးဆိုလို့ရှိရင်အစိုးရပြတလဲနဲ့ညှိနှိုင်းပေးရတယ်အခုမြန်မာနိုင်ငံရဲ့ခေါင်းဆောင်တော်တော်များများဟာမင်းတို့မျိုးကြိုက်တဲ့ဆန္ဒပြငါခယူးမဆိုင်ဘူးဆိုတဲ့ခါကြတော့အဲ့တော့ဒါမျိုးသူတို့လည်းဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အကြမ်းဖက်တယ်လို့ပြည်သူပေါ့နော်ဒီအကြမ်းဖက်မှုကိုပြန်ပြီးတော့အကြမ်းဖက်တဲ့နည်းနဲ့တုံ့ပြန်မှုတွေရှိလာကြတယ်အဲကြောင့်မို့လဲ PDF ဆိုတာဖြစ်လာတာပေါ့လက်နက်ကင်နေမပေါ်စေချင်ရင်မိမိကိုယ်တိုင်ကလည်းအရာရာမှာလက်နက်နဲ့ဖြည့်ရှင်းတာကိုရှော့ရမယ်စစ်တပ်ရဲ့ဥဆောင်မှုဆိုတာတော့ပြန်စဉ်းစားစရာဖြစ်တယ်ဘာကြောင့်လဲဆိုတော့တနိုင်ငံလုံးကိုစစ်တပ်ကနိုင်ငံရေးကိုစစ်တပ်ကဥဆောင်လာတာအခုမှမဟုတ်ပဲဗျာဟိုရင်နဲ့လည်းဥဆောင်လာတာပဲဖြစ်တယ်လေသူတို့ဥဆောင်မှုကအောင်မြင်ခဲ့လို့လားဟိုနိုင်ငံဟာစုပ်ပြတ်တတ်နေတယ်အဲ့တော့ဆိုလိုချင်တာကစစ်တပ်လည်းဥဆောင်နေတာဥဆောင်ပြီးသွားပြီမအောင်မြင်ရှိရင်ဘာလုပ်ရမလဲနိုင်ငံရေးသမားတွေပေါ့နိုင်ငံရေးသမားတွေကိုအလှည့်ပြန်ပြီးဥဆောင်တာသူတို့ကိုဥဆောင်ပြီးတော့သွားစေခြင်းတယ်နော်အဲ့ဥဆောင်မှုတွေခဏပြောင်းပြီးတော့ပခုံးပြောင်းလွှဲပြီးတော့ဟလာနိုင်ငံကိုငြင်းအောင်ကြိုးစားကြည့်မယ်ဆိုအဆင်ပြေနိုင်တယ်အခုကစစ်တပ်ကငါတို့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်စစ်တပ်ခေါင်းဆောင်ပိုင်းနေရပါတော့ဆိုစစ်တပ်ကြီးခဲ့ပိုင်းနေငါတို့ဥဆောင်တာခင်ဗျားတို့ဥဆောင်တာလည်းအခုလည်းမဟုတ်ဟိုရင်ကလည်းဥဆောင်ခဲ့ပြီးလေနော်ဥဆောင်ခဲ့တာကြာပြီပဲဟာအဲ့တော့မအောင်မြင်မှုတွေမအောင်မြင်ဆိုပုံစံလေးပါလေးပြောင်းပါလားပြောင်းစီခြင်းလဲဆိုတာဥမာပြနိုင်ငံပြည်သူလူထုကတခဲနဲ့အားပေးကြတော့ခေါင်းဆောင်တွေပေါ့ဒီခေါင်းဆောင်တွေကိုရှေ့တန်းတင်ပြီးတော့နိုင်ငံရေးကိုလှုပ်စေခြင်းတယ်အဲသူတို့ရဲ့ဥဆောင်မှုအောက်လည်းခိတ္တဝင်ကြည့်လိုက်ပါတော့အဲ့တော့မကောင်းဆိုလို့ရှိရင်ဒါတစ်မျိုးပေါ့နော်အဲ့လိုမှမဟုတ်ပဲနဲ့အဲ့တော့ဥဆောင်မှုအခန်းကဏ္ဍကိုခိတ္တခဏလွှဲပြောင်းပေးပြီးတော့ဟလာဆောင်ရွက်တင်တယ်လို့ကျွန်တော်ထင်ပါတယ်ဗျကဲတော့ဒါကိုမောင်တော့ဒါအစီကိုအစီတိုင်းပြောသွားတာပဲเนาะဒါခဲဆက်ဆက်တိုင်းပြည်ကိုမတရားအာဏာတွေသိမ်းပြီးအုပ်ချုပ်ခဲ့လို့ပဲဒါတိုင်းပြည်ကအခုလိုကြာဆုံးနိုင်ငံကြီးဖြစ်နေရတော့เนาะအဲ့တော့အခုလိုအမှန်တရားတွေပြောပေးတဲ့ကိုမောင်လည်းတကယ်ကိုကျေးဇူးတင်ပါတယ်ဒါကျွန်တော် credit လည်းပေးပါတယ်ကဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမောင်နှမတယောက်ချင်းချင်းတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ဒါနောက်ဗီဒီယိုမှာနောက်သတင်းကောင်းတွေနဲ့ပြန်ပြီးတော့တက်လာခဲ့ပါအောင်မယ်အားလုံးပဲကျမ်းမာပေးကင်းကြပါသည်ညာ